Set control ASC 3202 3202ကိုလက် control ရဲ့ main controller အဖြစ်အသုံးပြုပြီးတော့ VDM 415ကိုလက် control ကမှာစာအနေနဲ့သုံးမယ်တကက်ကိုကြတော့နောက်တဲ့ instruction ကအနေနဲ့သုံးမယ်အရင်ဆုံးတစ်ပတ်ဒီအကုန်လုံးကိုနောက်ဝပေါ်ကနေ PVC နဲ့ power ပေးမယ်reader 1ကို45နဲ့ချိန်မယ်ပြီး main take control ကကိုကြတော့ master မှုမှာထားမယ်ပြီးရင်သူ့ရဲ့ i45 input ကနေပြီးတော့နောက်တဲ့ extension ကoutput နဲ့ချိန်မယ်ပြီးရင်သူ့မှာကြတော့ master မှုကို on ထားမယ် address ကို1 on ထားမယ်သူတို့အကုန်လုံး power on နေတဲ့အချိန်မှာဆိုရင် software ပေါ်မှာ IP ရှာမယ်ဒီဘက်3ခုတွေ့သွားပြီ416ကတက်ဖို့အတူတူနဲ့ကြာမယ်နှလုံးတစ်လုံးအဲ့ဒါတွေကျွန်တော်တို့ IP တည်မယ်software ရနေတချိန်လို့မရဘူးဆိုရင် laptop ရဲ့ IP ကို0တော့တောင်းပြီးတော့ browser နဲ့ဝင်ပြင်မယ်STP20322ကို main controller အနေနဲ့သုံးကြည့်မယ်ဒီကောင်ကမရှိတော့ပြီးပါပြီဆိုတော့သူ့ IP တောင်းမယ် controller နောက်ပါလေးနဲ့တူအောင်လို့ဆိုရင်ကွန်ပျူတာကိုအမီချိန်ပြီးတော့0နောက်ကနေတစ်ပိုက်3ခုလို့ browser နဲ့ဝင်မယ်ဒါ VDM 416ကိုဝင်နေတာpassword ပေးဆိုရင်နောက်တဲ့ default VDM 416ကို IP နဲ့ထောက်ရမယ်ဒီက extension ဖြစ်သုံးယူမယ် VDM 416ရဲ့ IP
VDM 416က main controller ထဲသုံးမှကောအဲ့ဒါမှာ link control module extension module အမှန် extension module က address နံပါတ် 1BR တဲ့ဝါထားပြီးအမှန်လို့တဲ့ normally open အနေနဲ့ထားမယ်ပြီးတော့ online ပြနေ416 main module ထဲမှာ extension module ကိုလာရမယ် forward address က1အနေနဲ့ on မယ် normally open ထားမယ် okay online ပြသွားပြီအဲဆိုရင် extension ကနဲ့ main ကနဲ့ချိတ်သွားပြီပြန်416ချိတ်သွားပြီဆိုတော့ချိတ်သွားပြီအဲဆိုရင်main control က level 1မှာ flow တွေအလုံးမယ်တကက်ကို flow က16ခုရရတယ် flow level 1 flow level 1 flow level 1ကိုပဲသုံးပါဒီ control ပေါ်လာ1 DS level 2 main ကထမှာဘလို့လေးခုထည့်ထားတယ် extension ကမှလည်းဘလို့ထည့်မယ်extension ကကျတော့ flow နဲ့ပဲစက်ခုံကနေစမှာ6ကကျတော့ဒီ1မှာစပြီးသားဆိုတော့ flow နဲ့စက်ခုံဒီမှာကျတော့1မှာဆက်မှာဒီပေါ်မှာဒီအဆက်Sachet. Premier sachet. Daga beberapa dulu. Sachet dan ini cemil. Boleh sa. Boleh aku. extension ကမှာ3ခုရှိမယ်စကွန်ဆက်ရှိ19အဲ့ဒါပြီးပါပြီဆိုရင်ကျွန်တော်ဒီ main controller အဲ့ဒါ main controller ကို IP ဝင်မယ် IP က 0.100
scan လို့မှုတွေနဲ့သွားမယ်ဒီခုနမင်းကိုလိုတာပေါ်ပဲ grammar မှာတော့ဒီ module မှာအမယ်တော့ main control တစ်လုံးအလိုက်ရပြီ retention အဆက်မလို့ဒီလို principal ကဒီ control ဒီ1နဲ့ဒီ control ကတ်တွေနဲ့ချိန်မချိန်ကိုမဆက်လို့ရတယ် channel မှာ channel 1မှာအထားတဲ့အတွက် channel 1နေပြီးတော့စမ်းကြည့်မယ်အဲဒီမှာပိတ်သွား